ပဲမင်္ဂလာပါ unit data ကနေပြီးတော့ပြန်ပြီးကျွန်တော်လိုက်ပါတယ်ကျွန်တော်ဒီနေ့ Adimia လေးကျွန်တော်စမ်းပြပေးပါမှာဖြစ်ပါတယ်ပေါ့နော်စမ်းပြီးတော့ဖောက်ပြပေးသွားမယ်format တစ်စိတ်ကတော့ဒီတစ်စိတ်ပေါ့နော် SK တစ်စိတ်ကျွန်တော်ဟိုးတော့ကတော့သုံးဘူးရဒါပေမဲ့အလုပ်တော့မဖြစ်ဘူးပေါ့နော်အဲ့တော့ကတော့ date နည်းနည်းကုန်နေလို့တော့ကျွန်တော်ထင်တာပဲအခုတော့ကျွန်တော်စီဒါလေးရောက်ထားတယ်ကျွန်တော်ဒါလေးစမ်းပေးမယ်တကယ်လို့ပေါက်အားကောင်းနေဆိုရင်တော့ရောင်းပေးမယ်ပေါ့နော်ကျွန်တော်အခုဒါလေးဖောက်ဖို့ကျွန်တော်လုပ်ပေးမယ်ပေါ့နော်ဒါတော့ကျွန်တော်ဖောက်တဲ့ set up ပေါ့နော်ဒီမှာတလီတာခွဲချေဘူးပေါ့နော်တလီတာခွဲချေဘူးပေါ့အပေါ်ဖြတ်အောက်မှာအပဖောက်ပြီးရပေါ့နော်ဟိုဟာလေး join set လေးနဲ့ကျွန်တော်ထည့်ထားရပေါ့နော်ဒီတိုင်းပါပဲဒါတော့အရင်ဖောက်ထားတဲ့အကြံလေးတွေပေါ့ဒါ American E ရဲ့ပေါ့နော်အဲ့ဒီစိတ်တော့မဟုတ်ဘူးပေါ့ကျွန်တော် oxygen set ကတော့ဒါ ACDC set ပေါ့နော်ဒါဆိုဝါထုတ်တဲ့ဟာကျွန်တော်သုံးနေတာတော်တော်ကြာပြီပေါ့နော်အဲ့ကောင်လေးကောင်းတယ်အဲ့ဒီစိတ်လေးကိုကျွန်တော်သုံးဖို့ recommend ပေးရပါတော့ဒါကျွန်တော်စားချမ်းထည့်မယ်ပေါ့နော်စားချမ်းထည့်ပြီးရင်Adimia ထည့်လို့ရတဲ့အနေထားပေါ့နော်ကျွန်တော်ရေကတော့ဒီ level လောက်ပေါ့နော်မိတ်ဆွေတို့မှတ်ထားရင်မှတ်ထားပေါ့ဒါမှအချိုင်လေးရှိရဲ့အဲ့ဒီလောက်လေးကျွန်တော်ထည့်ရပါတော့800 ml လားမသိဘူးအဲ့လောက်ထည့်ရပါတော့စားချမ်းကတော့ကျွန်တော်လက်တစ်ဆုပ်လောက်ထည့်ဒီလောက်ပေါ့နော်အဲ့လောက်ထည့်အဲ့လောက်ကျွန်တော်ဒီအချိန်စားတော့မရှိဘူးပေါ့နော်မိတ်ဆွေတို့စားကြဒီရေးလောက်ဆိုရင်ဒါကျွန်တော်အဆင်ပြေပါတော့ဒါတော့နည်းလိုနေသေးတယ်โอเคဒီမှာသူပေါက်ချင်ရဒီမှာသူ24နာရီကနေပြီးတော့36နာရီအတွင်းတော့ပေါက်တယ်လို့ပြောရပါတော့အခုကတော့10နာရီဝန်းကျင်ဆိုတော့မနေ့ဖြန်10နာရီဝန်းကျင်လောက်မှာပေါက်ရင်တော့ကောင်းတာပေါ့နော်အဲ့တော့အားလုံးပဲစောက်ပြီးတော့ကြည်ပေးကြပါအောင်ပေါ့နော်သူ့အထဲထဲမှာမြင်ရတဲ့လားAdimia ဥလေးတွေပေါ့နော်ဒီဥလေးတွေကိုကျွန်တော်ဒီထဲကိုထည့်ပြီးတော့ဖောက်မယ်ပေါ့နော်ဒီမှာကျွန်တော်ဒီဇုံးလေးနဲ့တုံးမယ်ပေါ့နော်ဒီဇုံးလေးကဒါကျွန်တော်ချိန်မှာဒီ Adimia အထုံးနေပေါ့နော်စားချမ်းဝယ်တဲ့လူတိုင်းရမယ်ဇုံးလေးပါဒီလက်ဆောင်ဇုံးလေးရပါဒါလေးက Adimia ခတ်တဲ့ဇုံးလေးပေါ့နော်ကျွန်တော်ဒီဇုံး3ခုလောက်ထည့်လိုက်ကဲရပါပြီရပြီပေါ့ကျွန်တော်ဒီစိမ့်နဲ့ကျွန်တော်သုံးပြီးဖောက်တာပေါ့နော်အဲ့တော့ကျွန်တော်မနေ့ဖြန်ဒီလိုချိန်10နာရီလောက်ဆိုရင်ပေါက်မပေါက်ကြည့်ရအောင်ပေါက်ရင်တော့ချောင်းပေးမယ်မပေါက်ရင်မရဘူးပေါ့နော်ခုချိန်မှာဒါထည့်ပြီးရဲ့အနေထားပါဟိုမှာနည်းနည်းလေးကြံနေလို့နော်မနေ့ဖြန်10နာရီမှာပြန်ဆုံးမယ်မိတ်ဆွေတို့လည်းဒီတစ်စိတ်သုံးလို့လို့ရှိရင်ကျွန်တော်ကိုcomment မှာရေးပေးပါဦးခင်ဗျတောင်းပူရင်ကောင်းတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်မကောင်းရင်မကောင်းဘူးဆိုတဲ့အကြောင်းရေးပေးသွားပါဦးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်24 hours later အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2ရက်မြောက်နေ့ပေါ့နော်ဒါ24နာရီပြည့်သွားပြီပေါ့နော်ဒီ Adimia ဖောက်တာမှာကျွန်တော်ပြမယ်တစ်ချက်ပြမယ် Adimia အယောင်လေးကတော့လှတယ်ပေါ့နော်ဒီလိုမျိုးအဝါလေးတန်းနေနည်းနည်းလေးဘယ်လိုပြမလဲအခြေအနေကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ်ပေါ့ချက်စစ်ကြည့်လိုက်မယ်ပေါက်မပေါက်ဆိုတာဒီမှာတွေ့လားဒီမှာလှုပ်နေတဲ့အကောင်လေးကဒါ Adimia လေးပေါ့နော်ဒါဆိုရင်တော့ Adimia ပေါက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အများကြီးပဲဒါလေးတွေကတော့ဒါ Adimia လေးတွေပေါ့နော်အောက်ခြေမှာစုနေရပေါ့နော်သူကလိုမျိုးရှည်ကိုအငိန်ထားလိုက်ပြီဆိုရင်သူကဒီအောက်မှာလာပြီးတော့စုနေပေါ့နော်အဲ့နောက်ဟို3မိနစ်4မိနစ်5မိနစ်လောက်ထားပြီးတဲ့ချိန်မှာသူကဒီအောက်မှာပဲအနေထိုင်သွားပါပေါ့နော်အလင်းအများကြီးဒီပေါ်ရောက်ရင်တော့သူကဒီပေါ်မှာစုနေတာအဲ့တော့စစ်ချင်တော့ဟိုနည်းနည်းမှောင်တဲ့နေရာလေးပါထားပြီးပေါ့နော်ဒီအောက်မှာသွားစုတယ်ပြီးကြရင်ကျွန်တော်တို့ကဒီຢာလေးကိုဖွင့်ပြီးတော့ကျွန်တော်တို့အောက်မှာအာတီစစ်တဲ့စကားလေးခံပြီးတော့ကျွန်တော်အာတီကျွေးလို့ရပြီပေါ့နော်ကျွန်တော်ဒီမှာ3စွန်းကိုကျွန်တော်ဒီလောက်ရတယ်ပေါ့နော်ဒီလောက်ဆိုပေမဲ့လည်းဒီထဲမှာနည်းနည်းကြံနေတယ်ဒီမှာတွေ့လားအများကြီးပဲနော်နည်းနည်းလေးကြံနေပြီးရင်ဒီထဲမှာပေါ့ဒီထဲမှာနည်းနည်းလေးကြံနေတယ်ပေါ့နော်